ကိုပိုင်လုပ်ငန်းလေးနဲ့ဆိုတော့ငါသမီးလေးလည်းအေးချမ်းချမ်းနေရတာပေါ့အဖေတို့တော့အများဆိုရင်ဝန်ထမ်းလောက်ကတော့ပြည့်ရက်လေးပဲနားရတာငါသမီးဆိုရင်အေးစစ်စစ်နေလို့ရပြီ ကိုပိုင်လုပ်ငန်းဆိုတော့စိတ်အေးချမ်းသာပါနော်ဖေ ဟောတမီး အောင်တယ်လွင်အိမ်တို့စိတ်ဆိုင်ပိုင်ရှင်လားသိတယ်ဆရာမတော်စေကန်းစောင့်နေတာစေတော့ရင်အောင်တယ်လွင်ဝင်မယ်လို့စဉ်းစားနေသေးတယ် ဟုတ်ဆမလာခဲ့ပါလိုအရှင်အကုန်လုံးအဆင်ပြေအောင်လုပ်ပေးမယ်ရှော့ပေးမယ်ရှင်ဟုတ် သူတို့ကတော့ဆိုင်တက်တက်ပွင့်သေးရဲ့နော် ဟုတ်တယ်ရှင်62လမ်းပေါ်မှာဟုတ် အေးချမ်းမောင်ကင်းဝဲဝါတော့နဲ့လေ project ကေကျွန်မအရင်ကြိုက်တာလေးဆိုတော့လေးတွေကောင်းလေးတွေကြီးကျဲဆိုတာဟုတ်ဟုတ်ကျွန်မတကူတကာကိုတေချာငားထားဟုတ် ငါလုပ်ငန်းရှင်ကြီးဖြစ်နေပြီးတော့ဘာဒီပရက်ရှာများနေရလဲငါဒီမှာဝန်ထမ်းနေဆိုရင်လည်းကိုကငါ့ကိုမမဟုတ်ဘူးလား ကိုကငါ့ရုံကျဲတော့မဟုတ်ဘူးအဲ့ဒါလေဒီလိုရှိရယ် အမ ဟဲ့ ကစတမာတယောက်ကကြားလို့တယ်အမ ပုံမ ဟုတ်တယ်အမဟုတ် လို့ရှင်းလို့လို့မရဘူးငါ မရအောင်မအရင်ရုပ်ပြီးလို့ ဘာဖြစ်လို့လဲမ မတို့အချိုင်းမစောင့်နိုင်ဘူးစီးဖြော်နေတယ်တဲ့ ဆေးပြောင်းတော့စောင့်ရမယ်မ ဟာမတို့တခါတည်းဖြော်ထားပြီးတော့မဟုတ်ဘူးလားဒီနံပါတ်ဒီအောင်ဖြော်ထားပြီးသားဆိုစွဲသွားရုံပဲလေ အရင်ခက်ကတော့ဟုတ်တယ်အခုကတော့မဟုတ်တော့အခုကကျတော့ခင်မီတဲ့ကွန်ပျူတာစက်တွေနဲ့ဖြော်ရတယ်စောင့်မစောင့်ရတယ်ရှင့် အဲ့ဆိုလို့ဒီမှာစက်တွေအများကြီးတခါတည်းဖြော်ထားပါလား အဲ့လိုမဟုတ်ဘူးမအမ TOA ယူရင် TOA စက်မှာပဲဖြော်ရတာမျိုးမ မတို့အချိန်ချင်းမစောင့်နိုင်လေ စောင့်နိုင်စောင့်တဲ့ဘာဖြစ်လို့လဲမ မစီးကဖြော်တော့နဲ့ချိုင်းစောင့်နေရမယ်လေ ဟုတ်ကွာရှေ့က customer လေးရှိလို့ပါတစ်ချက်လေးစောင့်ပေးပါဦးမဟုတ် ဘုံနဲ့တခါတည်းဖြော်ထားပြီးတော့မဟုတ်ဘူးလား ဟုတ်ဟိုကလေအခုနောက်ပိုင်းရကြတာခင်မီတဲ့ကွန်ပျူတာစက်ကြီးတွေနဲ့ပြန်ဖြော်ပေးရပါရှင် ဟာဆိုလို့ဒီမှာစက်တွေအများကြီးတခါတည်းဖြော်ထားလိုက်ပါလား အော်ဟုတ်အမကလေ DOA အမျိုးအစားလေးယူထား DOA စက်မှာပဲဖြော်ရတာပါရှင်ဥမာ Juliet ဆိုရင် Juliet စက်မှာပဲဖြော်ရလို့ပါရှင်အမထိုင်ပါအောင်ရှင်အေးလေးတောက်ပါအောင်မုံလေးစားပါအောင်မဟုတ်ဟုတ်အမရေလေးတောက်ပါရှင်အေးလေးတောက်ပါမဟုတ်ဒီကြစီလေးစားပါရှင် မယူထားတဲ့စီးရောင်ကိုပြောရမှာပါရှင် အော်ဟိုအမယူတဲ့ဆေးရောင်ရဲ့ဒီဟာလေးနော် အော်ဟုတ်တယ်မဟုတ် အခုလေမဒါလေးပြောင်းချင်လို့ဒါလေးစိုက်တယ်ဒါလေးပဲလုပ်ပါ အော်ဟုတ်ကဲ့မဟုတ်ဟုတ် ဒီချာလေးလုပ်ပေးအောင်လို့အမဟုတ် အော်ဟုတ်ကဲ့မဟုတ်ဟုတ်တေချာပြလားရှင်မညီမလေးတို့ကစီးဖြော်ပြီးရင်ပြန်လဲလို့မရလို့လေမ တေးချာပြီအဲ့လိုပဲလိုက်တာနော် ဒီချာပြီးဆိုဒီချာလေးလုပ်ပေးလိုက်နော် ဟုတ်ကဲ့ပါမဟုတ် ခဏရောင်ချင်းရောင်လေး အဲ့ဆိုကျွန်တော်ဝယ်ထားတဲ့စင်ပုံလေးတွေဒီနေ့မနက်ပဲပြန်ပို့ပေးပါအောင်နော် အော်အဲ့လိုကတော့အဆင်မပြေလို့ပါရှင်ဝယ်ပြီး2ရက်အတွင်းကျမတို့အောင်တက်လွယ်ပို့ပေးပါတယ်ရှင်ဟုတ် အဲ့လို့တော့မလုပ်ပါနဲ့မှာကျွန်တော်စေးစရာတွေကဒီစေးပုံကိုပဲထိုင်ဆောင်နေရတာပို့ပေးလိုက်ပါ ။ဟောအဲ့ကြအစကတည်းကကြိုပြီးဝယ်လေ2ရက်3ရက်လောက်ကြိုဝယ်ထားလေချက်ချင်းဝယ်ပြီးချက်ချင်းပို့ရောက်ပြင်ထိကျမတို့ကဘယ်လိုလုပ်ပို့လို့ရမှာလဲ။ဟုတ်ပါလေအကိုတို့ဘက်ကဒလီလွတ်ပေးလို့ရောအဆင်ပြေလားရှင် ကျွန်တော်အောင်တက်လွယ်မှာဒီစေးပုံတွေအများကြီးဝယ်ထားတာလုပ်ပေးလိုက်ပါတလောက်ကလေးကတော့ ။ဟုတ်အဆင်ပြေအောင်လုပ်ပေးပါမယ်ရှင် လေးစီ ညာ ဟွာစေးတုပ်လို့ရှိရင်လေ ဟုတ် ဟွာပတ်တီအောင်မုံစီလာတစ်ထက်ခံပြီးရင်ပတ်တီကိုင်းနဲ့ပြီးတော့လို့ရှိရင်ဟိုနောက်ထပ်စီလာထက်ခံတယ်နော်ပြီးတော့ရင်ကာလာကိုနှစ်ထပ်တုပ်ပဲ ကျွန်တော်ကဆေးတုပ်လာတယ်ဆေးစရာတွေပါညာအဲ့လိုတော့ပြီးပါတယ်ဗျာ ဟောအမကိုအောင်တက်လွန်စေးဆိုင်ကဝန်ထမ်းတွေကတင်းတင်းချာချာလေးမှာလိုက်လို့ပါ ဒီကိုတွေကရောင်းမဲရောင်းတတ်တာကျွန်တော်ကတုပ်လာတာကြားလာတာမလို့ကျွန်တော်နဲ့လုပ်တဲ့အလုပ်ရှင်တိုင်းအောင်လေကျွန်တော်ကအောင်တက်လွယ်ပဲညိုးမင်းနေကြ ။ကျေးဇူးများတင်ပါတယ်ဆေးစရာတိလက်တိပါတယ်ရှင်ဟုတ် ဝန်ထမ်းတွေကဗျာစာအုပ်ကြီးကင်ပြီးတော့အဲ့မှာပြောတဲ့ခါကျအင်ရှင်နဲ့ကျွန်တော်နဲ့စကားများပြန်ဗျာ ဟုတ်ပါဆေးစရာတို့ကတကယ်လက်တွေ့မှာလုပ်နေရဆိုတော့လေအားနာပါတယ်ရှင်ဝန်ထမ်းတွေကလည်းဟိုက training ပေးတဲ့အတိုင်းပဲပြောမိရပါရှင်အားနာပါတယ်ရှင် ။အဲ့ဒီခေါင်းမွေကိုကြည့်စပယ်ဖြူနေတာတွေ့လား။အဲ့ငါဆေးတုပ်လာတဲ့တက်မင်းတို့တက်စာလောက်ရှိရဲကွာ။ ဟုတ် ပြီ လား လား ဘောဟုတ်လား ။ငါတို့ကစာအုပ်လေးအတိုင်းလေတွေ့တဲ့လုံးလို့မရဘူး။ချို့အိမ်တွေကလေဘတ်ဂျက်ချွေထားတဲ့အနေနဲ့လောက်ရတယ်ရှိရင်ချို့အိမ်တွေကကြတော့လေအချိန်မရှိတဲ့ကြားရငါတို့လောက်ရတယ်ရှိရဲကွာ။ဒီကြားရာဒီငူးကလည်းကြည့်ရတယ်ငါတို့က ဟုတ်ပါတယ်ဆေးစရာဟေးဆေးစရာအေးလေးလှုပ်ဆန်းဟုတ်စမတီရဲ့ဒါပေမဲ့ customer is always right ဆိုတော့အဆင်ပြေအောင်အများအားလုပ်ပေးရတာပေါ့အခက်မသိလို့ငေါက်တော့လည်းခံရတာပေါ့ ဟောအဲ့လည်းဟုတ်ပါတယ်နဲ့ဝန်ထမ်းနေနဲ့ရော ဝန်ထမ်းနေနဲ့အိမ်တော့ဆေးပါဆိုအများကြီးမှတ်စရာမရှိဘူးရေဆေးစီဆေး policy ဒီ3ခုပဲเนาะတို့အောင်သိလွယ်မှာရောင်းတဲ့ brand တွေဆိုရင် global brand မှာဆိုရင် Juliet TOA Jordan local brand မှာဆိုရင် UPG Bravo ဟုတ်ပြီเนาะအဲ့ဒီမှာမှတ်စရာစလာဆေးမှာဆိုအတွင်းဆေးအပြင်ဆေးရှိမယ်အဲ့ဒီအတွင်းဆေးအပြင်ဆေးမှာရေဆေးစီဆေး policy ဆေးကို level လိုက် premium medium eco ဆိုပြီးတော့ဆေးလိုက်အမျိုးစားတိုင်းမပြီးနိုင်မစီးနိုင်ဝယ်သွားမယ်မှတ်ရခက်မယ်မှတ်ရတာများမယ်မှတ်လို့မလွယ်ဘူးရောကုန်မယ်ဒါပေမဲ့မှတ်ကုန်မှတ်ရမယ်ဝန်ထမ်းအစ်နမရ
လူလူပါဗျာ အယောင်ကဘယ်နေအောင်လို့ရှိတယ်လို့ထင်လား ရောင်ကဝါစိမ့်နေပြဖြူ900 1000လောက်ရှိပါ ကာလာမှာအယောင်6,000ကျော်တယ် ဒုက္ခနဲ့ရောက်စာမကျက်ဥပဒါဒါလေးမောအကျက်ပါလားဗျာ ။အော်ဒါတွေအကုန်လုံးကဘယ်လိုလုပ်ကြက်နိုင်မှာလဲ တော့ပါသေး ။ဒါပေမဲ့စူးစမ်းပြီးတော့ကြက်မှတ်ရတာပေါ့။စူးစမ်းပြီးကြက်နော်။ဝန်ထမ်းတွေကလည်းငေါ့ဖို့နေတသားမနေ့ကိုချော့နေရမှာဆရာမရဲ့တည်တဲ့အတိုင်းပဲဒီခက်ကလေ ဒါပေါ့မြဲအောင်တော့ချော့ရတယ်နော်အခုဆီယမညီမကိုကြံပေးချင်တာကညီမအနားယူဖို့လိုတယ် ။ဟုတ် ခီးတကူထွက်လိုက်နော်ရက်ရှင်မြိုင်တော့ရက်တော်ပေါ့ညီမရဲ့ခွင့်သာယူသွားလိုက် ။ခွင့်ရဘသူဆရာယူရမှာ။အဖေပြောတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်နားကျင်တိုင်းနားရတယ်ဆိုဘယ်သူမှမကြောက်ရဘူးဆို အေးအဖေလည်းအဲ့လိုပဲထင်လိုက်မိရသမီးရေ ဝန်ထမ်းနေရာမှာအလှည့်ကျနားလို့ရတယ်တမီးပြနားကိုမနားရအောင် ငါသမီးတွေမနာရမှာမဟုတ်ဘူးအဖေလည်းမနာရဘူးနော်နင့်အမေရှိနင့်အမေလည်းနားမှာမဟုတ်ဘူးအမလေးကိုယ်ပိုင်လုပ်ငန်း မကစတမာမနဲ့စကားပြောချင်တာလေ ဟုတ်တော့ဘာဖြစ်ပြန်တာတော့ မနဲ့ပဲပြောချင်တာလို့ပြောမရ နင်တို့အဲ့လိုရှင်းလေတစ်ခါတလေ မရလို့မ ဟာလည်းဟုတ်ပါရဲ့လေဒါနဲ့အချင်းရရင်တော့နားပြအောင်နားလိုက်နော်ညီ ဟု မ တ်နားလိုက်ပါမယ်ဆမတေချာစူးစမ်းပြီးနားလိုက်ပါမယ်ဟုတ် ဒါနဲ့ကြုံလုံးလေးတစ်ခုလောက်မေးချင်လို့ဆီယမစီကန်းဆောက်ပြီးတော့ရင်ဘာစီအောင်လေးတော့ရင်ကောင်းမလဲလို့ အော်ဆမဆေးရုံဆေးခန်းတော့များသောအားဖြင့်လူနာတွေနဲ့ဆိုအဖြူရောင်လေးတွေတောက်ကြအများဆမဟုတ် ဆီယမကလေဟိုဆန်ဆန်လေးလက်စထရီဆန်ဆန်လေးကွာမိကုန်းတို့လေးတော့ရင်ကောင်းမလား ကောင်းတယ်ဆမမပို့ပြီးတော့အမြင်ရှိနေတဲ့မိခိုးနုလေးတောက်လိုက်ဆမဟုတ် ပြီးမျက်စိအအောင်တော့ပြန်အောင်လေးလည်းမစိုးနော် အပြောင်လေးလည်းတောက်ကြပါလေဆမဟုတ် စီအောင်လေးကြားတယ် modernize ဖြစ်မလား ကောင်းပါလေဆမတဘော ပြေဟိုဟာ အော်ဆမဟိုအယောင်ရွေးချင်တယ်ဆိုတော့ကာလာချက်တစ်ခါတည်းပါလေဆမတစ်ခါတည်းရွေးလိုက်ပါလားဆမဒီမှာထားခဲ့ပေးမယ်ဆမတေချာအေးစစ်ရွေးလို့ရအောင် အရာအရာနေကအဲ့လိုများ ဟုတ်6,000ကျော်လောက်တော့ပါတယ်ဟုတ် 6တောင်း ဟုတ် အရာနေကလောကကြီးမှာအဲ့လောက်ရှိရ ရှိတယ်ရှင်ဟုတ် ဩမမီရလား မှတ်ရတာပေါ့ မကုန်းမမီလား